ကဲညီကိုတွေကျွန်တော်အခုဆိုလို့ရှိရင်တော့ဒါ FIFA World Cup ပွဲစဉ်တွေက quarter final အဆင့်ထိရောက်လာခဲ့ပြီပေါ့တရက်နဲ့တော်တော်မြန်ပါတယ်ကျွန်တော်ပွဲစဉ်တွေကတောက်လျှောက်ကစားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပွဲစဉ်တွေကမြန်တယ်ကျွန်တော်ဒီ16သိန်းရှုံးထွက်အဆင့်နဲ့ quarter final ကြားထဲမှာတရက်ပဲနားပြီးတော့အခုဆိုလို့ရှိရင်ဒါဇူလိုင်လ10ရက်နေ့မနက်အစောပိုင်းဒါ2နာရီပွဲမှာကျွန်တော်ဒါ quarter final အဆင့်ပွဲစဉ်အဖြစ်ကျွန်တော်ဒါပြင်သစ်နဲ့မော်ရိုကိုတို့ထိပ်တိုက်တွေ့ဆုံနေတယ်ပေါ့အားကြောင့်မလို့ဒီနေ့မှာကျွန်တော်ဒီ quarter final ပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တိုက်စစ်အားကောင်းတဲ့ပြင်သစ်အသင်းနဲ့ကျွန်တော်ဒီလိုပဲကျွန်တော်အသင်းကြီးတွေကိုလိုက်ပြီးတော့ဖြုတ်ချနေတဲ့ကျွန်တော်မော်ရိုကိုအသင်းဒါထိပ်တိုက်တွေ့ဆုံမှုပဲအသင်းတွေအားတာပြီးတော့ကျွန်တော်နောက်စစ်ဒါ semi final ဆိုတဲ့အဆင့်တနေရာကိုတက်လန်းသွားနိုင်ခြေရှိမလဲကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးတွေနဲ့ပရိသတ်ကြီးနဲ့တူဒါဆွေးနွေးသုံးသပ်ပြီးတော့ဒါတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်ခုဆိုလို့ရှိရင်ဒါ FIFA World Cup ပွဲစဉ်တွေကကျွန်တော်ဒါ quarter final အဆင့်ထိရောက်လာပြီ quarter final အဆင့်ပထမဦးဆုံးဒါပွဲစဉ်အဖြစ်ဆိုလို့ရှိရင်တော့ဒါပြင်သစ်နဲ့မော်ရိုကိုတို့ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲပေါ့ကျွန်တော်ဒီ quarter final ပွဲစဉ်ကစပြီးတော့တရက်ကိုတစ်ပွဲနှုံးနဲ့ပဲ World Cup ပွဲစဉ်တွေကကစားသွားမယ်အဲ့လိုမျိုးပြတဲ့ကြောင့်မလို့ဒီဇူလိုင်လ10ရက်နေ့ဒါမနက်2နာရီခွဲမှာဆိုလို့ရှိရင်ကစားသွားမယ့်ပွဲစဉ်ကတပွဲတည်းကျွန်တော်ဒါနောက်ပိုင်းနေဆိုလို့ရှိရင်ဒါပရိသတ်တွေကြည့်နေတယ်ဆိုလို့ရှိရင်တော့ကြည့်လို့မရတော့အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ညလည်းအရန်မနှက်ဘူးဒါဒီပွဲစဉ်ကတော့ကျွန်တော်မလွတ်တမ်းစောင့်ကြည့်ရမယ်ပွဲစဉ်တစ်ပွဲဖြစ်လာလိမ့်မယ်ပြင်သစ်လိုအသင်းမျိုးနဲ့တောင်မော်ရိုကိုတို့အသင်းမျိုးထိပ်တိုက်တွေ့ဆုံတာဒီ quarter final အဆင့်လောက်မှာထိပ်တိုက်တွေ့ဆုံတာကဘာပဲပြောဒါကောင်းတယ်လို့ပြောမယ်ကျွန်တော်ဒီလိုမျိုးအဆင့်ပွဲစဉ်တွေကိုကျွန်တော်ဒီစီမီတို့ final တို့မှာကြည့်ရတာထက် quarter final လောက်ထိပဲကြည့်ကျင်တယ်ဗျာကျွန်တော်စီမီတို့ final တို့ဆိုတာကတကယ်ကောင်းပါလေဆိုတဲ့အသင်းကြီးတွေနှစ်သင်းတွေ့မယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့ကျွန်တော်အခုဆိုလို့ရှိရင်ကျွန်တော်ဒီ semi final အဆင့်မှာကျွန်တော်ပြင်သစ်တို့တက်လာမယ်ပြီးလို့ရှိရင်အောက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီတက်လာမယ်အသင်းကြီးတွေဆိုလို့ရှိရင်ဟိုဘက်မှာအင်္ဂလန်တို့ရှိမယ်ကျွန်တော်အာဂျင်တီးနားရှိမယ်ပေါ့ဒါ semi ကိုတက်လာနိုင်ခြေရှိဆုံးဒါအသင်းတွေပြီးလို့ရှိရင်စပိန်တို့ရှိမယ်ပေါ့ဖြစ်နိုင်ခြေအရှိဆုံးတွေကိုကျွန်တော်ဒါကြည့်ချက်ပြီးတော့ပြောရတာဖြစ်တဲ့အကြောင်းအခုလက်ရှိမှာကျွန်တော်ဒါပြင်သစ်နဲ့ကျွန်တော်မော်ရိုကိုတို့16ဒီအဆင့်ပြီးတော့ကျွန်တော် quarter final အဆင့်မှာထိပ်တိုက်တွေ့ဆုံနေတယ်ပေါ့ပြင်သစ်အသင်းရဲ့ဒါတိုက်စစ်ပိုင်းကကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်16အသင်းအဆင့်မှာတော့ကျွန်တော်ပါရာဂွေးနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာလည်းပြင်သစ်ကကျွန်တော်ဒီအနိုင်ရခဲ့တယ်ဆိုပေမဲ့သူတင်ကိုယ်တင်အသေးအံကစားသွားရတာကျွန်တော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကျွန်တော်ပါရာဂွေးလိုအသင်းမျိုးကိုတော့ပြင်သစ်တို့အတွက်နည်းနည်းလေးအခက်ခဲဆိုတဲ့ပုံစံမျိုးမြင်နေရတာဖြစ်တဲ့ကြောင့်မော်ရိုကိုတော့သူတို့တေချာပေါက်ခတ်မှာပဲအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မော်ရိုကိုကလည်းသူတို့ဖြတ်တန်းလာတဲ့ဒီ group stage ပြီးလို့ရှိရင်ဒီ32သင်း16သင်းအဆင့်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းမော်ရိုကိုကကျွန်တော်အချောင်သင်းနေတော့မဟုတ်ဘူးသူလည်းခက်ခက်ခဲခဲဖြတ်ကျော်လာရတယ်နယ်သာလန်တို့အသင်းမျိုးကိုပနယ်တီအထိကစားပြီးတော့ခက်ခက်ခဲခဲဖြတ်ကျော်လာရတယ်ဗျာအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မော်ရိုကိုတော့ပြင်သစ်အနေနဲ့တကယ်ကိုခက်ခက်ခဲခဲကြစ်လေးလေးနဲ့ကစားမှရလိမ့်မယ်မော်ရိုကိုနဲ့တိုက်စစ်ပိုင်းကွင်းလယ်ပိုင်းတော့ defensive ပိုင်းဂိုးသမားအစားတဦးတယောက်ချင်းကျွန်တော်ရှင်လို့ရတယ်ပေါ့ပြင်သစ်နဲ့ဒါပေမဲ့ individual skill ရတော့ကျွန်တော်ပြင်သစ်ကကစားသမားတွေပို့ပြီးတော့ကောင်းတယ်ပြီးလို့ရှိရင် star player ပိုများတယ်ပေါ့ဒါလေးတစ်ခုပဲကွာတာလောက်အားလုံးကျွန်တော် talent ပိုင်းဘာညာအကုန်လုံးရှင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြင်သစ်နဲ့မော်ရိုကိုအဲ့လောက်မကွာဘူးအခုခြေစွမ်းအရာပြောတာเนาะပြင်သစ်ရဲ့လူချင်းမှာဆိုလို့ရှိရင်လည်းပြင်သစ်ကအခုလက်ရှိကျွန်တော်ဒီရှေ့ကပါရာဂွေးနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းပြင်သစ်ရဲ့ကွင်းလယ်ကိုဒါအပြောင်းလဲတွေလောက်သွားတယ်ချွမ်မန်နီရဲ့နေရာမှာကျွန်တော်ဒီကိုနေနဲ့ဒါအစားထိုးပြီးတော့ကိုနေရာဘီရဲ့ဒါ2ယောက်ထားတယ်ပြီးလို့ရှိရင်3ယောက်ဒါနေရာမှာဆိုလို့ရှိရင်တော့ဒါဘာဂိုလာပဲဖြစ်ဖြစ်ကျွန်တော်ဒူဝေးပဲဖြစ်ဖြစ်ထားမယ်ပြီးလို့ရှိရင်ကျွန်တော်အလဲမှာကျွန်တော်ဒမ်ဘီလီဒီဘက်မှာအိုလီစီနဲ့တိုက်စစ်နေရာမှာအမ်ဘာပေဆိုတဲ့ပုံစံမျိုးနဲ့ပဲတော့ပြင်သစ်တို့ဒါပွဲထွက်လာလိမ့်မယ်ပေါ့ဒီဟာပြင်သစ်အသင်းရဲ့အကောင်းဆုံးဆိုတဲ့ဒါ line up ပဲဖြစ်လိမ့်မယ်ဒီထက်ပိုကောင်းနိုင်မှုဆိုတာတော့မရှိတော့ဘူးဒါပေမဲ့တိုက်စစ်မှာတော့ပြင်သစ်ကလူလဲစရာတွေအများကြီးပဲအရန်ကစားသမားတစ်ယောက်ချင်းစီကအစအရေးချင်းရှိတဲ့ကစားသမားတွေပဲအဲ့လိုမျိုးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီအရန်ကစားသမား17ယောက်မှာဆိုလို့ရှိရင်တော့မော်ရိုကိုတို့ကကျွန်တော်ပြင်သစ်ကိုကစားနိုင်တယ်ဒါပေမဲ့ဒုတိယပိုင်းနေကျွန်တော်နာကျင်အချိန်ပိုတွေရောက်လာတဲ့ခါကြလို့ရှိရင်တော့ဒီအရန်ကစားသမားတွေကစကားပြောလာလိမ့်မယ်ပေါ့ကျွန်တော်ပြင်သစ်မှာဆိုလို့ရှိရင်အရန်ကစားသမားအနေနဲ့ဆိုတာချက်ကွီတို့ဘာတို့ထပ်ပြီးတော့ရှိသေးတယ်ဗျာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့တကယ်ကျွန်တော်နောက်ဆုံးအချိန်ပိုမိနစ်တွေကျွန်တော်ဒီမိနစ်90မှာတရေကြပြီးတော့နောက်ထပ်မိနစ်30ထပ်ကန်ရတဲ့အချိန်မျိုးတွေကြာလို့ရှိရင်ဒီလိုမျိုးအရန်ကစားသမားတွေကလည်း
အရေးပါလာလိမ့်မယ်အဲ့တခုပဲကျွန်တော်ဒီနှစ်သင်းမှာကွာဟာတာရှိတယ်ကျန်တာကတော့ထွေထူးထူးအများကြီးကွာဟာတယ်ဆိုတာမျိုးမရှိဘူးပြင်သစ်ဒါမော်ရိုကိုကလည်းပြင်သစ်နဲ့တွေ့ရမှာဖြစ်တဲ့ကြောင့်မို့သူတို့အကောင်းဆုံးပြင်ဆင်မယ်အဓိက defensive ဘိုင်းကိုမော်ရိုကိုအနေနဲ့အကောင်းဆုံးပြင်ဆင်မယ်ဆိုပေမဲ့လည်းမော်ရိုကိုရဲ့ဒီတံပြန်တိုက်စစ်ကလည်းကျွန်တော်ဒီနယ်သာလန်နဲ့ပွဲမှာဘယ်လိုပုံစံမျိုးတွေရှိတယ်ကျွန်တော်သူ့ရဲ့အဝေးကန်ချက်တွေကဘယ်လောက်ထိကြောက်ဖို့ကောင်းတယ်ဆိုတာကိုကျွန်တော်တွေ့ခဲ့ပြီးသွားပြီပြင်သစ်ရဲ့ကျွန်တော်ခံစစ်ကို Cybery အနေနဲ့ကျွန်တော်ဒီဘယ်လိုမျိုးပုံစံတွေနဲ့တိုးဖောက်မလဲပေါ့ကျွန်တော်တွင်းကိုတွေရယူအောင်ဆွမ်းဆောင်နိုင်မလဲကျွန်တော်မော်ရိုကိုအနေနဲ့လည်းကျွန်တော်ဒီတစ်ချိန်မှာသာပြင်သစ်ကိုနိုင်ပြီးတော့ဒီဆီမီဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့တကယ်မော်ရိုကိုအသင်းအနေနဲ့ကျွန်တော်တကယ်နိုင်ငံအကြီးတွေနဲ့ရှင်ပြီးတော့ကိုအများတန်းတွဲထားရမယ်လို့တောင်ပြောရမယ်မော်ရိုကိုအခုဖြတ်တန်းလာတဲ့တောက်လျှောက်ကလည်းလွယ်ကူနေတဲ့အရာတွေမဟုတ်ဘူးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တခြားအသင်းကြီးအင်္ဂလန်တို့အာဂျင်တီးနားတို့ဆိုလို့ရှိရင်တော့ဒါလွယ်တယ်လို့ပြောရမယ်သူတို့လမ်းကြောင်းကတက်လာတာအုပ်စုအဆင့်ကနေစပြီးတော့လွယ်တယ်လို့ပြောလို့ရတယ်ကျွန်တော်မော်ရိုကိုတက်လာတဲ့ဖြတ်တန်းလာတဲ့လမ်းကြောင်းကြည့်မယ်ဆိုလို့ရှိရင်ခက်ခက်ခဲခဲနဲ့ပဲဖြတ်တန်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့မော်ရိုကိုတို့ဒီပွဲစဉ်ကိုသူတို့အနေနဲ့အကောင်းဆုံးရှင်ပြိုင်ကစားပြီးတော့ကျွန်တော်နောက်ဆင့်တက်ဖို့အတွက်အကောင်းဆုံးကြိုးစားလိုက်မယ်ပြင်သစ်တို့ကလည်းသူတို့ဒါ World Cup မှာနောက်တစ်ချိန်ကျွန်တော်ထပ်ပြီးတော့ back to back ကျွန်တော်ဒီ final တက်ရဖို့အရေးကျွန်တော်မော်ရိုကိုကိုအနိုင်ရလက်နဲ့ကျွန်တော်ဖြတ်တန်းမှုလိုအပ်တယ်ပေါ့အဲ့လိုမျိုးပဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဇူလိုင်လ10ရက်နေ့မနက်တာ2နာရီခွဲမှာကျွန်တော်မဖြစ်မနေပြည်သက်တွေအနေနဲ့စောင့်ကြည့်စီခြင်းပါတယ်ပြင်သစ်နဲ့မော်ရိုကိုတို့ဒါ quarter final အဆင့်ပွဲစဉ်ကစားသွားမှာပဲဖြစ်ပါတယ်အဆုံးထိဝင်ရောက်ရှုပြကြတဲ့ပြည်သက်တယောက်ချင်းတိုင်းကိုတစ်ဖက်ကြည့်တင်ရှိပါတယ်အားကစားသတင်းအစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့Facebook YouTube TikTok တွေကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဘောလုံးမတိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့လည်း www.mmedialive.com မှာအခမဲ့တိုင်းလိုက်ဝင်ရောက်ရှုနိုင်ပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပိုင်းနဲ့ကျွန်တော်နောက်အစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျွန်တော်တို့ချင်းတစ်ဆက်သူကိုစဲပါ